没有啦，多ယူမယ်လား Okay ရပြီဘယ်နေရာမှာထက်ကြလဲမသိဘူးကျွန်တော်တို့အဲ့ဒါကို free ယူလို့ရရပါတော့ကြာပြီရောက်ရေး free တွားယူမယ်ဘယ်သူမှမယူကြဘူးဆိုတော့ပွားတာပဲအိုးကြာပြီရောက်ရေးဘယ်နှမောင်အာရောလုံးအဝေးရောတော်ယူဟာအဲ့လောက်ကြီးရောတွားမယူတော့ပြဒီကောင်နဲ့နေရာတော့တော်တော်ယူသားကွာကြည့်အောင်ထားလို့မရတော့ရောက်ရေးနေရာတော့တော်တော်ယူတယ်ဟောသိလားဒီနားမှာရှိရဲ့မြေကွက်လေးဝယ်ထားလာအောင်မယ်ပြီးရင်ဒါကြီးထားရမယ်โอเคပြီးတော့ဒီ keyboard ကို level တင်မယ်ဗျို့โอเคဒီ keyboard ကို level တင်ထားလိုက်ပြီအဲ့ကနေပြီးကျွန်တော်ပတ်စံနေအများကြီးရနိုင်နေဗျာသိလားအဲ့တော့ဒီမှာထည့်တာပိုကောင်းပါတယ်ပတ်စံ2သိန်းခွဲနဲ့ကျွန်တော်ဒီမှာ better squishy အဲ့ဝယ်လို့ရပြီ let's go ပြီးကျွန်တော်နောက်ထပ်ဘယ်လိုဟာထပ်ဝယ်ရမလဲအော်နေအောင်ကျွန်တော်အလုပ်သမားတစ်ယောက်ထပ်ဝယ်ရမယ်အလုပ်သမားကို2ယောက်ဝယ်မယ်ဗျာโอเค4သိန်း2000နဲ့ဟာဝယ်လို့ရတယ်ဗျာအဲ့တော့ဒီနားမှာထားလိုက်မယ်ပြီးတော့ကျွန်တော်တို့ဘာလဲမီလီယံတန်တဲ့ဟာလေးတစ်ခုခုလောက်ဝယ်လိုက်ရအောင်မီလီယံတန်တဲ့ဟာလေးမင်းက1 million နဲ့ဒါကိုရေစော upgrade လုပ်ထားလိုက်အောင်မယ်အော်80 million ရအောင်စောင်းစီကြီးရောအော်67 million ရနိုင်တယ်မစိုးပါဘူး3,000တော့တော်ပြီလေ2သိန်းခွဲတော်ပြီကျွန်တော်တို့1 million ပဲဖြစ်ဖြစ်သိရမလားနည်းနည်းလေးဈေးကြီးမဲ့ဥစ္စာပေါ့ကွာ9သိန်း9သိန်းနဲ့ရတယ်ဗျာ9သိန်းနဲ့ဒီနောက်မှာထားလိုက်မယ်โอเคအိုး950 million နဲ့115 million ဈေးကြီးနေပြီမဝင်နိုင်ဘူးဟေးဈေးကြီးရတယ်မဝင်နိုင်ဘူးဟေး400 million 10 million ဆိုရင်တော့မှနည်းနည်းဝယ်နိုင်အောင်မယ်ကွာသိတယ်မင်းတို့ဟာစောဈေးကြီးရကွာဈေးကြီးရောဝယ်နိုင်ဝေးလို့အော်22555ရေအောင်ယေး55တော့မစိုးကွာအတိတယ်အဲ့တော့ခဏနေအောင်ကွာကျွန်တော်ရဲ့အလုပ်သမားတွေကိုဒီကောင်းတွေကိုနည်းနည်းပါခိုင်းလာအောင်အော် Cosmic ASM မှာအလုပ်သမားတွေကိုခိုင်းမရပါဘူးတဲ့အာရီကာတိုကျေးဇူးတင်ပါသည်ကဲခုကတော့ကျွန်တော်မှရှိရဲ့ပစ္စည်းတွေနဲ့เนาะအလုပ်သမားတွေကိုနေရာချမယ်ပေါ့เนาะပထမအဆုံးအနေနဲ့တော့ဒီထောဘတ်တုံးကြီးကိုဒီဘက်ထောက်မှာထားလိုက်မယ်ဗျာထောဘတ်တုံးကြီးက epic ဆိုတော့တော်တော်ကြီးကိုမိုက်တယ်လို့ပြောလို့ရတယ်ပြီးရင်တော့ဒီ bubbly slime ဆိုတဲ့ဟာလေးကိုဒီနားမှာထားလိုက်မယ်ဗျာပြီးရင်ကျွန်တော်တို့ဒီကောင်လေးပေါ့နော်ဒီကောင်လေးကဘာလဲမသိဘူးအော်ဒီကောင်လေးကကြောင့် candy slime ဒီကောင်လေးကိုကျွန်တော်တို့ဒီနားမှာထားလိုက်မယ်ဗျာပြီးရင်ကျွန်တော်တို့ chocolate တုံးလေးကိုဒီနားမှာထားလိုက်မယ်ဗျာပြီးတော့ကျွန်တော်တို့အလုပ်သမားတွေကိုဒါကတော့ထောဘတ်ပေါ့နော်โอเคထောဘတ်ပြီးရင်ကျွန်တော်တို့ဒီမယ်ဟဲ့အောင်ရေးစိမ်မှာမဟုတ်ဘူးလားအော်ဒါရေးမဟုတ်ဘူးကွာ slime နေဆိုစိမ်လို့မရအောင်ဒါတော့ candy slime ပေါ့နော်ပြီးတော့ဒီမှာ chocolate တုံးလေးပါလမ်းလျှောက်အဲ့နေပါမင်းတို့ပတ်စံမရဘူးလားဒီမှာပတ်စံမတက်လာဘူးအော်မတက်တာမဟုတ်ဘူးကျွန်တော်ရဲ့ပတ်စံတအားများသွားပြီဆိုတော့အဲ့လိုမျိုးတက်တာမတိတာလားဒီ3ခုကတော့ဒီကောင်မစိုးဘူးကွာဒီကောင် epic လားဟောဒီအောင်ကျွန်တော်အရန်ကြိုက်တာဗျာငယ်တော့ပါဆယ်ပုံးနေရနေပြီးတော့ပါလာနေကျွန်တော်ကတခုချင်းစီလိုက်ဖောက်တာသိတယ်ဒီအောင်ကျွန်တော်တော်တော်လေးကိုကြိုက်တယ်ထဲမှာပါတယ်ပစ္စည်းအစ်စ်တွေပါနေတာအရန်မိုက်တယ်ပြီးတော့စပိန်ပြင်ဆိုင်တွေပါမှာဆိုအများဆုံးတွေ့ရတယ်ဒီကောင်တော်တော်မိုက်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒါတွေကို level တင်ပေးရမယ်ပေါ့နော်ဒါတွေကို level တင်မယ်ပြီးတော့ဒါတွေကိုလည်း level တင်မယ်ဒါကိုလည်း level တင်မယ်ပေါ့နော် okay NASAကဲလှုပ်ကြငါကောင်တို့ရေလှုပ်ကြပြီးရင်ကျွန်တော်တို့ဒီ55 million နဲ့ legendary magma slime create ကိုဝယ်မယ်ဗျာလောလောဆယ်တော့ကျွန်တော် walker တယောက်ထပ်ဝယ်လိုက်မယ် walker 2.5 million ဆိုတော့ yeah ဝယ်နိုင်တယ်လေကဲ walker တယောက်ကိုတော့ကျွန်တော်ဒီပေါ်မှာထားလိုက်မယ် okay တိုက်ကြိုးစား
ကဲတိုင်းတို့ကူးဆိုရင်တော့ကျွန်တော်55 million ကျော်သွားပြီပေါ့နော်အဲ့တော့ဒီ magma slime crate ကိုဝယ်လို့ရပါပြီအဲ့ magma slime crate ကမိနစ်20တောင်ဆောက်အောင်မယ်ကဲတိုင်းတို့မကြခင်မှာဆိုတော့ကျွန်တော် magma slime crate ရတော့မယ်ပေါ့နော်အဲ့တော့လည်းကျွန်တော်ဒီမှာ walker တယောက်ဝယ်ထားပါတယ်ဆိုတော့ဘာမှစိတ်ပူစရာမလိုဘူးဗျာဒီကောင်ကြီး level ရောက်ပြီဆိုတာနဲ့အလုံးသမားခန့်လိုက်ရုံပဲကဲ magma slime crate ဘယ်လိုဖြစ်မလဲ